ဘာပေါ်မှာရှိတယ်လို့တော့မယုံနိုင်စရာနေရာ၃ခုနံပါတ်1ရေကူးစရာတော့မလိုပဲနဲ့လူတွေဘောလုံးပေါ်နေတဲ့ပင်လယ်သေးဒီပင်လယ်သေးကဂျော်ဒန်နိုင်ငံမှာတည်ရှိပြီးတော့Dead Seaလို့ခေါ်ပါတယ်ဒီပင်လယ်ကတကယ်တော့ပင်လယ်မဟုတ်ပဲကုန်းတွင်းပိုင်းရေကန်ကြီးဖြစ်ပါတယ်ဒီရဲ့ထူးခြားချက်ကတော့ဒီရေထဲမှာစားဓာတ်တွေကတာမန်ပင်လယ်တွေထက်6 ဆလောက်ပိုများနေတာကြောင့်လူတွေဟာရေကူးစရာမလိုပဲနဲ့အလိုလျောက်ဘောလုံးပေါ်နေတာပဲဖြစ်ပါတယ်စားဓာတ်များလုံးတဲ့အတွက်ကြောင့်ငါးတွေတကောင်မှအသက်မရှင်နိုင်ပါဘူးထို့အပြင်အပင်တွေလည်းလုံးဝအသက်မရှင်နိုင်ပါဘူးဒါကြောင့်ပင်လယ်သေးလို့ခေါ်တာပါနံပါတ်2ဂျိုသားတွေနေထိုင်တဲ့နေရာနဲ့တူလုံးနဲ့ဓားလိုမီတောင်ဒီဓားလိုမီတောင်ကတော့အီသီယိုးပီးယားနိုင်ငံမှာတည်ရှိတာဖြစ်ပါတယ်ဒီနေရာကိုကြည့်လိုက်ရင်ကမ္ဘာပေါ်ကနေရာတစ်ခုနဲ့မတူဘဲနဲ့ခြားဂျိုတစ်ခုကိုရောက်နေတယ်လို့ခံစားရပါလိမ့်မယ်သူ့ရဲ့ထူးခြားချက်ကတော့ဒီမှာရှိတဲ့ရေကန်တွေဟာအဝါရောင်စိမ်းရောင်အနီရောင်တောက်တောက်တွေဖြစ်နေတတ်ပါတယ်ဒါဟာရေမဟုတ်ဘဲနဲ့ပြင်းထန်တဲ့ acid တွေ sulfur တွေဖြစ်ပြီးကမ္ဘာပေါ်မှာအပူဆုံးနဲ့နေထိုင်ရအခက်ဆုံးနေရာတစ်ခုပါနံပါတ်3မော်ရီရှက်ကျွန်းကအမခံရေရောက်ရေတခွန်ကြီးလယ်ထဲမှာရေတခွန်ရှိတယ်ဆိုတော့ကြားဘူးပါသလားကျွန်းရဲ့ကမ်းခြေနားမှာပင်လယ်ရေရောက်ထဲကိုရေတခွန်ကြီးစီကျနေတယ်လို့မျိုးမြင်နေရတာပါဒါကတော့တကယ်တော့ရေတခွန်အစ်စ်မဟုတ်ပဲနဲ့သဲတွေရွှွန့်တွေရပင်လယ်အောက်နှစ်ဆိုင်တဲ့ကြောက်ထဲကိုစီးဆင်းသွားတဲ့အတွက်ရေတခွန်တစ်ခုလိုမြင်နေရတာပဲဖြစ်ပါတယ်ဒီ၃ခုတည်းကဘယ်နေရာကိုအသွားကျင်ဆုံးလဲကွန်မန့်မှာရေးပေးခဲ့ပါဦးနော်